ကိုမီဘက်ကိုကီကျူချမ်းတဲ့မြင်ဒီတရရှိဗီဒီယိုတစ်ပုဒ်ကိုအားလုံးသုံးကလစ်ပုဒ်ကျွန်တော်ကမိတန်ရက်ခိုင်ပါပြီမိဘကိုပြုစုလုပ်ကြွေးတယ်ဆိုတာကငါဘုရားရဲ့ခြေရာကိုလိုက်တာပါပဲသူတော်ကောင်းတို့ရဲ့ကျင့်စဉ်တရားကိုကျင့်သုံးတာပါပဲအဲဒီလိုမိဘကိုပြုစုလုပ်ကြွေးကြတဲ့သားကောင်းသမီးမြတ်တွေကိုပညာရှိသူတော်ကောင်းတွေကဒီသားလေးဟာတော်လိုက်တာဒီသမီးလေးဟာတော်လိုက်တာရဲ့လို့ချီးမွမ်းထောပနာပြုကြအလေကုန်၏အဲ့ဒီလိုမိဘပြုစုလုပ်ကြွေးတဲ့ကုသိုလ်ကောင်းမှုကြောင့်ဓမ္မလုံးဘဝရောက်သွားတဲ့အခါမှာလည်းပဲကောင်းရာသူဂတိနတ်ပြည်တိအောင်ရောက်နိုင်တယ်ရဲ့လို့ဘဂဝါဘုံတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်သည်အဘာတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအမေမရှိမှအမေကိုတန်တပြီးတော့အမေနဲ့ပတ်သက်တဲ့ကုသိုလ်တွေလိုချင်လို့ရမှာလားအဖေမရှိတော့မှအဖေနဲ့ပတ်သက်တဲ့ကုသိုလ်တွေလိုချင်လို့ရမှာလားမရနိုင်တော့ဘူးဒါကြောင့်အာလုံးပရိသတ်ကြီးကိုယ်မှမိဘရှိသေးတယ်ဆိုရင်အခွင့်အရေးပဲဟိကိုယ်မှမိဘရှိသေးတယ်ဆိုလို့ရှိရင်ကိုယ်အတွက်အခွင့်ကောင်းအခါကောင်းပါပဲလို့အဲ့ဒီလိုပရိသတ်ကြီးတန်ဖိုးကိုသိပေးပါနောက်တစ်ချက်ပြိဿရဲ့အမေတို့အဖေတို့ရဲ့ဘဝကြည့်လိုက်ရင်သားတွေကြီးလာလို့သမီးတွေကြီးလာလို့အတောင်ဆုံးလို့ပြန်သွားကြတော့တယ်ပဲအမေမျက်နှာအပြုံးတစ်ချက်မပြတ်ခဲ့ပါဘူးအဖေမျက်နှာအပြုံးတစ်ချက်မပြတ်ခဲ့ပါဘူးစိတ်ထဲမှာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒီခံစားချက်ကိုမျိုးသိမ့်ပြီးတော့ပီတိမျက်ရည်တွေနဲ့အပြုံးတစ်ချက်မပြတ်ဖဲသားတို့အစဉ်ပြေရင်အမေကျင်တတ်ပါတယ်ကွယ်သမီးတို့အစဉ်ပြေရင်အမေကျင်တတ်ပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့ရင်ခွင်ထဲကနေပြီးထွက်ခွာသားတဲ့သားသမီးတွေကိုလည်းပဲကြည်ကြည်နက်နက်ကြီးနဲ့နှလုံးသားကြည်ကွဲခံပြီးတော့နေရခဲ့ရတာဟာမိဘနှစ်ပါးပါပဲဗျာပညာရဲ့လားဒါကြောင့်ဒီကနေ့ခင်မီအောင်ဦးစင်းကပြောချင်ပါတယ်အချိန်တန်အရွယ်ရောက်လို့အတောင်ဆုံးလို့ပြန်ကြတာကိုဘယ်သူမှပြိဿကြီးမကန့်ကွက်ပါဘူးဒါပေမဲ့ပြိဿကြီးချစ်သူကိုလက်တွဲသလိုအမေကိုလည်းပဲလက်တွဲမပြုတ်ခဲ့ပါနဲ့ချစ်သူရဲ့မျက်ရည်ကိုတုပ်ပေးသလိုအမေကိုမျက်ရည်ကြအောင်လည်းမလုပ်ခဲ့ပါနဲ့ဓမ္မသာလျင်သဘာဝကြမယ်နော်ချစ်သူပဲမျက်တာလဲ့သလိုအမေကိုလည်းပဲကြောမပေးခဲ့ပါနဲ့ဗျာဒါလေးတွေကိုတော့ပြိဿကြီးတန်ဖိုးထားပြီးတော့သိစေခြင်းနဲ့လက်တွေ့မျက်မှောက်တွေ့ရတဲ့သားသမီးတွေရဲ့ဖြစ်ရတဲ့ဟာပြိဿကြီးအများကြီးအားလုံးပြိဿလည်းတွေ့ဘူးမြင်ဘူးမှာပါအဲ့တော့ဦးဇင်းတို့ယခုဒီကနေ့ပဲရန်ကုန်ကပြန်ကြွလာတယ်ကဲဆိုကြပါစို့အဲ့တော့ဦးဇင်းတို့အတိတကာတွေရဲ့သားသမီးတွေလည်းဘုံဘုံရဲ့သားသမီးတွေပြန်မပြောနားမထောင်နေဗျာသူတို့အတွက်ပဲပူနေရတာခုတပည့်တော်တို့လုပ်ငန်းတွေလည်းပဲပါဝင်ပြီးတော့လှုပ်စေခြင်းနဲ့ဒါပေမဲ့မလုပ်ဘူးဗျာဂိမ်းနေနေတာပဲမိဘတွေပြိဿကြီးသူတို့ပြောတဲ့စကားလေးတွေကိုသူတို့သားသမီးတွေကတော့ဘယ်လိုနားထောင်လဲမသိဘူးဦးစင်းကနှလုံးသားနဲ့နားထောင်ကြည့်ပြောလိုက်တဲ့စကားကပြိဿကြီးသူတို့အတွက်မလားဒစိမှမပါဘူးသားသမီးအတွက်ကြီးပဲအဲ့ဒါကိုသားသမီးတွေကလည်းနားပူတယ်ဆိုပြီးတော့တယောက်မှနားမထောင်ကြဘူးဒီလိုဖြစ်မနေဘူးလားကဲဒီလိုနဲ့ပြိဿကြီးသူ့သဘောသူဆောင်ဟုတ်လားပညာရေးလည်းဆုံးခန်းတိုင်အောင်မလုပ်ကြပညာရေးတစ်ချမ်းပဲနဲ့နော်တချို့လည်း10တန်းတောင်ပါဘူးတချို့လည်းပဲပြိဿကြီးနော်ဘွယ်လေးတောင်မယူကြဘူးပြီးအောင်မယူကြဘူးအဲ့တော့ယူခြင်းနဲ့ဟာယူပြီးတော့ပြိဿကြီးဖြစ်ခြင်းတို့တွေဖြစ်ကုန်ကြတယ်ပေါ့ဗျာနောက်ဆုံးတော့ပြိဿကြီးအတိညာအခြေမခိုင်တဲ့အခါကျတော့မင်းပါလဲငါပါလဲဆိုတဲ့အဲ့ဒီလိုတင်းမာတဲ့စိတ်မျိုးတွေဝင်လာတဲ့အခါကျတော့အချင်းနာမေတ္တာတရားဆိုတာပြိဿကြီးဝေးသွားပြီအဲ့တော့ချစ်လာပါတယ်ဆိုတဲ့သူကရန်သူလုံးဖြစ်သွားပြီအစွဲတွေများထွက်လာသလားအမလီသိကြောက်เสียကောင်းဘလူတရေများစီးသွားသလားအဲ့ဒီလိုကိုဖြစ်ပြီးတော့နောက်ဆုံးတော့ပြိဿကြီးတကွဲတပြားစီဖြစ်နောက်ပဲပြန်ရောက်လာတယ်မိဘအိမ်ပေါ်ပြန်ရောက်လာတာပြိဿကြီးပဲပြန်ရောက်လာတယ်
ဒီတော့လည်းပဲပြိဿရဲ့အမေကကြည်ကြည်နက်နက်ကြီးလက်ခံလိုက်ရတာပါပဲအဖေကလည်းကြည်ကြည်နက်နက်ကြီးလက်ခံလိုက်ရတာပါပဲဗျာအဲ့ဒါကိုအမေလို့ခေါ်တယ်အဲ့ဒါကိုအဖေလို့ခေါ်တယ်ဒီအမေဒီအဖေအိမ်ကလွဲရင်ဘယ်အိမ်ကိုသွားတက်မလဲတက်เสียအိမ်ရောရှိရလားလက်ခံမဲ့အိမ်ရောရှိရလားအားကြောင့်ပြိဿကြီးအမေအိမ်ဟာကိုယ့်အတွက်ငြိမ်းချမ်းခဲ့ပါလေနှွေးထွေးခဲ့ပါလေအန္တရာယ်ကင်းခဲ့ပါလေအမေအိမ်ဟာဆင်းရဲလွန်းတော့တဲပုတ်ကလေးမိုးမလုံတဲ့အိမ်လေးပဲဖြစ်စမ်းပါစေသားသမီးမိုးမဆူခဲ့ပါဘူးဗျာပြိဿရဲ့အမေအိမ်ဟာမိုးမလုံခဲ့ပေမဲ့တို့တွေသားသမီးတွေအကုန်လုံးမိုးဆူခဲ့ရဲ့လားမဆူခဲ့ပါဘူးအနိနာမှာရှိတဲ့ထီးစုပ်ကလေးကိုရှာပြီးတော့မိုးပေးမှမိဘနှစ်ပါးပါနောက်တကယခုလိုအေးချမ်းတဲ့အချိန်ကာလနှွေးထွေးစွာပြိဿကြီးရေမရှိရှိတာလေးရှာပြီးတော့ခြုံပေးခဲ့လိမ့်မယ်ဒါကြောင့်မလို့အမေအိမ်ဟာငြိမ်းချမ်းတဲ့အမေအိမ်ပဲနှွေးထွေးခဲ့တဲ့အမေအိမ်ပါအန္တရာယ်ကင်းခဲ့တဲ့အမေအိမ်ပါအမေအိမ်မှာနေတော့ကစားရေးဝေရေးနေရေးပြိဿရေပူရရဲ့လားအမေအိမ်ဘဝဆင်းသွားလိုက်တာနဲ့တပြိုင်နက်တည်းသာဝတိရေဝမ်းစာရေကိုကြည်ဘဝကိုရက်တည်လို့ရှားရပါပြီပွေရပါပြီအဲ့ဒီအခါကျတော့မှအမေအိမ်မှာနေတော့ကငါတို့တွေသမင်းပဲချင်းချက်မှန်းလည်းမသိဘူးအောက်လာပရိသတ်ရေဆန်းဘလို့ရှာမှန်းလည်းမသိဘူးဝိဇ္ဇာလည်းပရိသတ်ရေလျှော်ပြီးပို့ပြီးမိဘူးတိုက်ပြီးဩကိုမိဘရဲ့အဝိဇ္ဇာလေးကိုဘဏ္ဍကပြန်ပြီးလျှော်ပေးဘူးပြီလေဘလောက်များလုပ်ပေးဘူးပြီလေဒါလေးတွေကိုပြန်ကြည့်စမ်းပါခင်မိမိအတွေးအခေါ်နဲ့ပြောမယ်ဆိုလို့ရှိရင်သူကျေးဇူးကိုကျေးဇူးရှိလို့တမင်တကာပြန်လုပ်ပေးမယ်ဆိုရင်တောင်မှကဲပြိဿရေမိဘလုပ်ပေးခဲ့တာတွေဟာကိုယ့်အပေါ်မှာအိုးပြောလို့မကုန်နိုင်တော့ပါဘူးဗျာကုန်နိုင်ရဲ့လားကိုလုပ်ပေးတာကဘာမှမရှိသေးဘူးနော်ဒါကြောင့်လှုပ်ကြွေးတဲ့လှုပ်ကြွေးတိုက်တယ်လှုပ်ကြွေးရမယ်လို့မြတ်စွာဘုရားရှင်ကဟောတာဗျာဒါကြောင့်လေအမေမရှိလျင်လားအဖေမရှိလျင်လားရွှေအတိစင်စေအောင်တော့အမြဲတမ်းအသွင်ဆန်းပေးလိမ့်နန်းတော်ကြီးအယုတ်ဟေအမေမရှိတဲ့အိမ်အဖေမရှိတဲ့အိမ်ဟာပြိဿရေရွှေနန်းတော်လောက်ကောင်းစမ်းပါစေဟောတယ်ကြီးလောက်ကောင်းစမ်းပါစေသုံးဓာတ်တိုက်ကြီးငါးဓာတ်တိုက်ကြီးပဲဖြစ်စမ်းပါစေအိမ်ဥက္ကမှာကျေးဇူးကြီးမားလာတဲ့မိဘနှစ်ပါးတင်မထလိုက်ရရင်အဲ့ဒီအိမ်ကြီးဟာပကြီးအယုံကြီးထားတဲ့အိမ်ကြီးလိုပါပဲအသက်မဝင်တော့ပါဘူးဒါကြောင့်လေအမေမရှိလျင်လားအဖေမရှိလျင်လားရွှေတိစင်းစေအောင်တော့အမြဲတမ်းအသွင်ဆန်းပေးလိမ့်နန်းတော်ကြီးအယုတ်ဟေအမေရှိနေအောင်ပဲဆိုရင်ပေါ့အဖေရှိနေအောင်ပဲဆိုရင်ပေါ့စိတ်နေမရှိခြင်းနေပါစေတော့ရွှေတွေမရှိခြင်းနေပါစေတော့အစင်းဘလောင်းတို့သေးတော့လေတဲကုတ်ကလေးအေးရိပ်ငိမ့်ပါခွဲမလွန်နိုင်ဘူးဆွဲညိုခဲ့အမေနဲ့အေးခွဲမလွန်နိုင်ဘူးဆွဲညိုခဲ့အဖေနဲ့အေးရိတ်တမြဲအလှတရားသာမီအိသာအဘအိန္ဒရမြမရှိစိတ်မရှိနဲ့မမိန်မြမေတ္တာတကူကြောင့်ယိုး၍မသွားအမေမေတ္တာအဖေမေတ္တာယိုးတယ်လို့ရှိလားဘယ်တော့မှမယိုးနိုင်ဘူးမယိုးနိုင်တဲ့အနန္တမေတ္တာပိုင်ရှင်ကျေးဇူးရှင်မိဘနှစ်ပါးတို့ကိုဒုံမေသင်သာကောင်းသမီးမြတ်တို့သည်ဩတထသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကြော့မြန်တို့လက်ဆုံးမိုးကရှ िख ိုးပူဇော်တော်မူကြကုန်ရာတည်းမိဘရဲ့ဂုဏ်ကျေးဇူးတွေကိုသိလို့ရိုသေမြတ်နိုးစွာဖြင့်ပရိသတ်ရဲ့ရှ िख ိုးကြော့ရမယ်အဲ့တော့အာလုံးပရိသတ်ရဲ့ဩကာသဆိုပြီးတော့ဟောဒီကြော့လိုက်တဲ့လက်အုပ်တစ်စုံသည်အာလုံးပရိသတ်မှတ်ထားပေးစမ်းပါဗျာဟောဒီလက်အုပ်ထဲမှာလူစရာပစ္စည်းတွေငွေကြေးပိုက်ဆံတွေလူဝယ်ပစ္စည်းတွေပါဖို့မပါဖို့ဟာအဓိကပဓာနမဟုတ်ပါဘူးကိုရှ िख ိုးလိုက်တဲ့လက်အုပ်တစ်စုံသည်သိက္ခာရှိသောလက်တစ်စုံဖြင့်မိဘကိုရှ िख ိုးနိုင်ရမယ်ဒါဆိုရင်မိဘကျေနပ်ပြီပေါ့သိက္ခာရှိသောလက်သာရဏပြုတဲ့လက်တစ်စုံဖြင့်ရှ िख ိုးနိုင်ရမယ်ပရဟိတလက်တစ်စုံဖြင့်ရှ िख ိုးနိုင်ရမယ်တာဝန်ကျေသောလက်တစ်စုံဖြင့်ရှ िख ိုးနိုင်ရမယ်မှန်ကြရလားဗျာဒ
ဘေးကံစွန်ကျဲတဲ့လက်ကျင်နာတတ်သောလက်ဖြင့်ရှိခိုးကြောနိုင်ပါပြီအမေရဲ့သားရဲ့လက်ရဆုံးဟာသာသနာပြုတဲ့လက်ဖြစ်ပါပြီပရဟိတလက်ဖြစ်ပါပြီ